မင်းကလေးတယောက်ဟာမျက်စိတဲကိုမျက်စင်းစေးအနှဲငယ်ခတ်လိုက်ရုံပဲရှိပါသေးတယ်။သူမခေါင်းမော့လိုက်တဲ့အချိန်မှာတော့အတန်းထဲကတငယ်ချင်းအားလုံးကသူမကိုထူးထူးဆန်းဆန်းစိုက်ကြည့်နေတာကိုတွေ့ပြီးအံ့ဩသွားခဲ့ရတယ်။သူမမျက်နှာမှာတခုခုပေးနေရလားဆိုပြီးဖုန်းထုတ်ကြည့်ပေမဲ့ဘာမှမရှိပါဘူး။ဒါပေမဲ့နောက်တန်းကတငယ်ချင်းတွေကလည်းမျက်တောင်မခတ်တန်းစိုက်ကြည့်နေကြပြန်တယ်။အရန်ကြောက်သွားတဲ့မိန်းကလေးဟာအတန်းထဲကနေပြေးထွက်ခဲ့ပေမဲ့အပြင်မှာရှိတဲ့ကျောင်းသားတွေကလည်းသူမကိုပဲဝိုင်းကြည့်နေကြတာပါ။ဘယ်နေရာသွားလူတိုင်းကသူမကိုပဲအာရုံစိုက်နေကြတယ်။သူမဟာကျောင်းသားနှစ်ယောက်ကိုဘာလို့ကြည့်နေတာလဲလို့မေးကြည့်တော့သူတို့ကငါတို့မကြည့်ပါဘူးလို့ပြန်ပြောခဲ့ကြတယ်။စိတ်သက်တွေပြိုလဲသွားတဲ့သူမဟာကျောင်းကနေထွက်ခဲ့ပေမဲ့လမ်းပေါ်ကလူတွေတင်မကပဲအိမ်ရောက်လို့ TV ဖွင့်ကြည့်တဲ့အခါ TV ထဲကလူတွေပါသူမကိုစိုက်ကြည့်နေကြပါတော့တယ်။ဘာတွေဖြစ်နေမှန်းသူမနားမလည်နိုင်ခင်မှာပဲနောက်နေ့ကျောင်းမှာကောင်လေးတယောက်နဲ့မတော်တဆတိုက်မိခဲ့ပါတယ်။သူမရဲ့မျက်စင်းစေးဘူးလေးပြုတ်ကျသွားတာကိုအဲ့ဒီကောင်လေးကကောက်ပေးခဲ့တယ်။အဲ့ဒီအချိန်မှာကောင်လေးကသူမကိုစိုက်မကြည့်နေတာကိုသတိထားမိသွားလို့သူမဟာသူ့နောက်ကိုလိုက်သွားခဲ့ပါတယ်။ကောင်လေးကသူမကိုကော်ဖီဆိုင်ခေါ်သွားပြီးတူညီတဲ့မျက်စင်းစေးဘူးလေးတစ်ခုထုတ်ပြလိုက်ပါတယ်။သူကရှင်းပြတယ်ဒီမျက်စင်းစေးကိုသုံးတဲ့သူဟာတခြားသူတွေရဲ့လစ်လျူရှုခြင်းကိုခံလို့မရတော့ဘူး။လူတိုင်းကဝိုင်းကြည့်နေကြလိမ့်မယ်။သူကလည်းဒီဆေးကိုသုံးထားတာကြောင့်သူမရဲ့ဆေးအာနိသင်ကသူ့ပေါ်အလုံးမလုံးတာပါ။တကယ်တော့ဘသူမှသူမကိုစိုက်ကြည့်နေတာမဟုတ်ပဲ3 နာရီကြာအောင်ခံစားရတဲ့အမြင်မှမှုတစ်ခုသာဖြစ်ပါတယ်။ဒီဆေးကိုဘာလို့တီထွင်ခဲ့တာလဲလို့သူမမေးတဲ့အခါကောင်လေးကဝမ်းနည်းစရာအကြောင်းရင်းကိုပြောပြပါတယ်။သူ့အိမ်မက်ကအဆိုးတော်ဖြစ်ဖို့ပါ။ဒါပေမဲ့လူတွေကြားထဲမှာသူဟာအမြဲတမ်းပျောက်ကွယ်နေတယ်လို့ခံစားရတာကြောင့်ယုံကြည်မှုရှိလာအောင်ဒီဆေးကိုခတ်ပြီးမှတခြင်းဆိုလေးရှိတာပါ။သူ့စကားတွေကမိန်းကလေးရဲ့စိတ်ကိုထိခိုက်သွားစေပါတယ်။သူမမှလည်းဝမ်းနည်းစရာအတိတ်တစ်ခုရှိခဲ့လို့ပါ။သူမရဲ့အမေဟာထူးချွန်တဲ့အမဖြစ်သူကိုပဲအမြဲချစ်ခင်ပြီးသူမကိုတော့လစ်လျူရှုထားခဲ့တယ်။တခါကသူမဟာအမေအာယုံစိုက်လာအောင်ဘာတန်းကစားပြဖို့ကြိုးစားတော့မှအမဖြစ်သူကအမြင့်ကနေပြုတ်ကျပြီးတေဆုံးသွားခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးအမေဖြစ်သူကသူမကိုမုန်းတီးတဲ့အကြည့်တွေနဲ့ပဲကြည့်တော့တယ်လို့နောက်ပိုင်းမှာတော့မျက်လုံးချင်းတောင်မစုံတော့ပါဘူး။မိန်းကလေးဟာအမေရဲ့အကြည့်တွေကိုပြန်ရချင်တာကြောင့်ဒီမျက်စင်းစေးကိုသုံးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဆေးခတ်ပြီးတဲ့နောက်မှာတော့အမေဖြစ်သူဟာသူမကိုတကယ်ပဲစိုက်ကြည့်နေပါတော့တယ်။ဒီဇလန်းလေးကလစ်လျူရှုခံရခြင်းရဲ့နာကျင်မှုကိုထင်ဟပ်စေတာပဲဖြစ်ပါတယ်